အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကဘောလုံးအားကစားသတင်းအစုံတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပေါ်တူဂီတတိယတန်းလီမှာကစားခဲ့မှုတဲ့မြန်မာကစားသမားသူရိန်ထွန်းကိုမြန်မာယူ23အသင်းကအားဖြည့်ခေါ်ယူထားတယ်လို့သိရှိရပါတယ်။သူရိန်ထွန်းကပေါ်တူဂီကလပ်တတိယတန်းကလပ်မှာကစားခဲ့တဲ့မြန်မာလူမျိုးကွင်းနဲ့တောင်ပန်ကစားသမားဖြစ်ပြီးတော့စီကင်းပြန်ဖို့မဲ့မြန်မာယူ23အသင်းအတွက်အားဖြည့်ရွေးချယ်ထားပါတယ်။သူရိန်ထွန်းကအင်္ဂလန်နိုင်ငံလက်စတာစီးတီးအကယ်ဒမီမှာတက်ရောက်တင်ကြားခဲ့သူဖြစ်ပြီးတော့ professional အဖြစ်ပေါ်တူဂီတတိယတန်းကလပ်မှာကစားခဲ့မှုတဲ့သူဖြစ်ပါတယ်။သူရိန်ထွန်းကပေါ်တူဂီတတိယတန်းကလပ်အသင်းနဲ့ဇွန်လအတွင်းကစာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်ပြီးတော့လက်ရှိမှာတော့အသင်းလက်မဲ့ဖြစ်နေပါတယ်။အာရှဖလားခြေစစ်ပွဲစဉ်မှာမြန်မာယူ23အသင်းတိုက်စစ်ပိုင်းအားနည်းခဲ့တာကြောင့်သူရိန်ထွန်းကိုအားဖြည့်ရွေးချယ်ခဲ့တာဖြစ်ပြီးတော့မြန်မာယူ23အသင်းရဲ့ဂျပန်လေ့ကျင့်ရေးခီးစဉ်ကိုအတူလိုက်ပါလေ့ကျင့်သွားမှာဖြစ်ပါတယ်။မေလ28ရက်နေ့ကကျင်းပခဲ့တဲ့အာဆီယံအော်စတြာအသင်းနဲ့ကမ္ဘာကျော်အသင်းတစ်သင်းဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရှင်ပြိုင်တဲ့ပွဲစဉ်မှာအနိုင်ကိုသိမ်းယူနိုင်ခဲ့တဲ့ကစားသမားမောင်မောင်လွင်ရရှိခဲ့တဲ့စုတိုင်းလေးကိုမြစ်တနိုးနဲ့ချပြထားခဲ့တာဖြစ်ပါတယ်။မောင်မောင်လွင်ကမန်ယူအသင်းကိုဂိုးသွင်းယူနိုင်ခဲ့တဲ့ပထမဆုံးမြန်မာကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။မြန်မာ National League 2025-2026 Week 5အပြီးမှာဂိုးသွင်းအများဆုံးစီးရင်မှာရန်ကုန်ယူနိုက်တက်အသင်းတိုက်စစ်မှုမို့ဘူးကသွင်းဂိုး6ဂိုးနဲ့ဦးဆောင်ထားပါတယ်။ပမာဏမြန်မာလူစင်းအသင်းနဲ့မြန်မာ National League All Star အသင်းတို့လေ့ကျင့်ရေးခြေစမ်းပွဲစဉ်မှာမိနစ်30နှစ်ပိုင်းကစားခဲ့ကြပါတယ်။ပမာဏမြန်မာလူစင်းအသင်းကမြန်မာ National League All Star အသင်းကိုရဲရင်အောင်ရဲ့ပထမပိုင်းမှာသွင်းယူခဲ့တလုံးသေးသောဂိုးနဲ့အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။အောက်တိုဘာ9ရက်နေ့နဲ့14ရက်နေ့ဒီမှာကစားမဲ့စီးရီးယားနဲ့အာရှဖလားခြေစစ်ပွဲအင်ကွင်းအိုးကွင်းပွဲစဉ်တွေကိုမြန်မာလူစင်းကစားသမားတွေဖြစ်တဲ့တရားထအောင်ကျော်မင်းဦးနဲ့ဝင်းလင်းအောင်တို့ပါဝင်ကစားနိုင်ဖို့မသေးကြဘူးလို့သိရှိရပါတယ်။ကျော်မင်းဦးကစင်ကာပူနဲ့ပွဲပြီးကတည်းကဒူတန်ရရရှိနေပြီးတော့မလေးရှားမှာအသင်းသေးတဲရန်ကနူးအသင်းကိုပြောင်းရွှေ့ထားတာကြောင့်ဒဏ်ရာအခြေအနေကစောင့်ကြည့်နေရပြီးတော့တရားထအောင်ကလည်းထိုင်းလီတူမှာဒူတန်ရရရှိခဲ့တဲ့အတွက်ကြောင့်စီးရီးယားနဲ့ပွဲပါဝင်ဖို့ရာ50-50အနေအထားဖြစ်နေပါတယ်။ဝင်းလင်းအောင်ကတော့မလေးရှားလီမှာဒဏ်ရာရရှိထားတာကြောင့်အနားယူနေရပြီးတော့စီးရီးယားနဲ့ပွဲစဉ်ကိုလွှဲလျှော်ဖို့တေချာတလောက်ဖြစ်နေပါတယ်။မြန်မာအသင်းကစီးရီးယားနဲ့ပွဲစဉ်အတွက်ပြည်တွင်းလီဂ်ကစားသမားတွေနဲ့စုဖွဲ့လေ့ကျင့်မှုကိုစက်တင်ဘာ29ရက်နေ့ကစတင်ခဲ့ပြီးတော့အောက်တိုဘာ2ရက်နေ့မှာထိုင်းနိုင်ငံကိုတွားရောက်နေထိုင်လေ့ကျင့်ဖို့အတွက်စီစဉ်ထားပါတယ်။ထိုင်းနိုင်ငံကနေတဆင့်အဝေးကွင်းပွဲစဉ်ကစားရမယ်ဆော်ဒီအာရေဗျနိုင်ငံကိုအောက်တိုဘာ6ရက်နေ့မှာစတင်ထွက်ခွာသွားမှာဖြစ်ပြီးတော့ပြည်ပကလပ်တွေမှာကစားနေတဲ့ကစားသမားတွေအလုံးအောက်တိုဘာ9ရက်နေ့မှာမြန်မာလေစင်အသင်းနဲ့အတူလာရောက်ပူးပေါင်းသွားမှာဖြစ်ပါတယ်။ DRD ချန်ပီယံလိပြိုင်ပွဲမှာနိုင်ပွဲ 100% အပြည့်ရရှိထားတဲ့ပရီးမီးယားလိကလပ်အသင်းဆိုလို့အာဆင်နယ်တသင်းသာရှိပါတယ်။ဒီရမထွေအသင်းရဲ့ပြင်သစ်တိုက်စစ်မှုအမ်ဘာဘေကတော့သူ့ရဲ့အိုင်ဒေါ်ဖြစ်သူခရစ္စတီယာနိုရိုနယ်ဒိုရဲ့ချန်ပီယံလိသွင်းဂိုး60ကို89ပွဲနဲ့လိုက်မိသွားခဲ့ပြီဖြစ်ပါတယ်။အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှုဟယ်ရီကိန်းကဒီယာဒီမှာဘိုင်ယန်မြူနစ်အသင်းအတွက်ပြိုင်ပွဲစုံ9ပွဲကစားထားပြီးတော့18ဂိုးသွင်း3ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။2026ကမ္ဘာဖလားမှာဝက်ဆင်ကစားသွားမဲ့အာဂျင်တီးနားအသင်းရဲ့အဝေးကွင်းဂျာစီအသင်းဖြစ်ပါတယ်။ဟော့စလန်တယောက်ကတော့နာပိုလီအသင်းအတွက်9ပွဲကစား3ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ဒါကမန်ချက်စတာယူနိုက်တက်အသင်းမှာကစားခဲ့တဲ့နောက်ဆုံး35ပွဲမှာသွင်းယူခဲ့တဲ့ဂိုးအရေအတွက်နဲ့တူညီနေပါတယ်။ဘောလုံးကစားတင်ဆက်မှုတွေကိုကြိုက်တဲ့ဆိုရင် subscribe လိုက်ရင် comment လေးပြုလုပ်တော့ပေးကြပါအခုလိုနောက်ထပ်တင်ဆက်မှုတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်